แต่เสียเกียรติพิรุมเมงลาบาเสีย မင်္ဂလာပါ เขาแต่เสียအခုเกียรติเสียဥက္ကဋ္ဌအနေနဲ့အခုတော့ကတဲ့စကားပဲအခုရှိလိုက်เสีย အခုကျွန်တော်ကတော့အခုမှပဲဒီဒုက္ခတွေစကန်ကိုတွားရောက်ပြီးမှတွားနေတာပဲမနေ့ကတော့စကန်မော်လီတွားရောက်ခဲ့ပါတယ်ဟုတ်ကဲ့ဆရာတို့ KBC အောက်မှာပဲတစ်ခုရှိတယ်ဆရာကျွန်တော်တို့အခုကစကန်ဆိုတာနဲ့ကျွန်တော်တို့ဒုက္ခတွေဆိုရင်တသိန်းနေပါရှိတယ်လူရေလားဟုတ်ကဲ့လူရေကိုပြောစကန်အနေနဲ့ဆိုရင်ကျွန်တော်လည်းအားလုံးမရောက်သေးဘူးဆိုတော့မပြောနိုင်ဘူးဟုတ်ကဲ့ဆရာတို့လက်လာမီလားဆရာအားလုံးကျွန်တော်တို့ကြိုးစားနေပါတယ်ခွေကျုပ်အနေနဲ့ကျွန်တော်တို့အခုဒီမှာလဲဆရာဒီတွေ့မှုပေါ့ဒီနေရာတွေ့မှုဆရာဒီကာရိုယာဆန်နိုဘောဟုတ်ကဲ့ကျွန်တော်တို့ကဒီဒုက္ခတွေများကိုညီမစားရေးဆိုပြီးမှကျွန်တော်တို့ကတော့ဒီ KBC နဲ့ဖွဲ့စည်းထားတဲ့ဒီလူတွေကျွန်တော်တို့ဆောင်ရွက်နေပါတယ်ကျွန်တော်ကတော့ဟိုရန်ကုန်ကဆိုတော့တိတ်တော့လက်လမ်းမမီဘူးဒါပေမဲ့ကျွန်တော်လူတွေလှုပ်ဆောင်နေတယ်ဆိုတာတော့ဒါစိတ်ချတယ်ဟုတ်ကဲ့ဆရာဟုတ်ကဲ့အဲ့မှာဆရာတို့လက်တွဲတဲ့အဖွဲ့အစည်းပဲတစ်ခုတော့ရှိတယ်ဆရာအများကြီးကကျွန်တော်တို့လက်တွဲတယ်ဆိုတဲ့ဟာကတော့ဒါအခုဘုဒ္ဓံကဒီတရားဝင်ပေါ့လေဒါလက်တွဲလာတာဒါတွေကတော့ကျွန်တော်တို့ဘုဒ္ဓံကကိုညီမစားမယ် UNHCRဟုတ်ကဲ့အဲ့ဒီစသည်ဖြင့်အခုကတော့ဒါသူတို့လာတဲ့လူတွေတော့အခုဒီဝန်ထမ်းတွေများသောအဖြစ်တော့အဲ့ဒီလူတွေများပါတယ်ဟုတ်ကဲ့ကျွန်တော်တို့အခုဘုဒ္ဓံကကျွန်တော်တို့ဆလောမ်ဒူမီတာရိုဆိုတဲ့ဒီအဖွဲ့ကလည်းပဲဒီတော့အစဖြစ်တဲ့ဟုတ်ကဲ့ဘိုင်းကတော့ကုညီမစားတာတွေရှိပါတယ်ကျွန်တော်တို့ကဒီကချင်ဘွဲကျုပ်အနေနဲ့ဆိုရင်ကိုညီမစားကျင်ကဘိုးတုံးကနေကျွန်တော်ဖွဲ့စည်းထားတဲ့ကော်မတီရှိတယ်ဟုတ်ကဲ့ဒါအခုဆိုရင်ဒီကော်မတီကဟိုသူများပါဝင်ကိုညီတဲ့ပိုက်ဆံတွေကျွန်တော်တို့ဒီအနာထိန်စီပို့ပေးတယ်ဟုတ်ကဲ့ပြီးတဲ့အခါမှာဒီဒုက္ခဒေစခန်းတွေကိုလိုအပ်ရင်လိုအပ်တယ်လို့ကျွန်တော်တို့ပြပို့နေခြင်းဖြစ်တယ်ဟုတ်ကဲ့မြချီနာမှာလည်းရှိတယ်ဆိုဆရာရှိပါတယ်မြချီနာမှာကိုကျွန်တော်တို့က area ဒီတော့စခန်းက4-5ခုလောက်ရှိတယ်4-5ခုလောက်ရှိတယ်နော်ဟုတ်ကဲ့ဆရာပြီးတော့ဟိုအောင်ဆရာတို့အတိကအခုညီရတာပါတယ်ပြီးတော့လိုအပ်တယ်ပါတယ်ရှိတယ်ဆရာအခုကျွန်တော်ကြားနေရတာဒါဆန်ဒိုစီလိုစားစရာတွေပေါ့အခုနေစရာရှိတဲ့ shelter ဒါလည်းပဲတန်နိုင်တဲ့လောက်ဆောင်ရွက်ပေးတာဒီရှိတယ်ဟုတ်ကဲ့ဒါပေမဲ့အစိုးရအနေနဲ့တော့ဟို UK ကလည်းကူညီတယ်US ကလည်းပဲ promise တွေတော့ရထားတယ်ဒါပေမဲ့ဒီဟာတွေဘယ်လိုကူညီမစားတယ်လဲအစိုးရ solution ဒီ UNHCR စသည်ဖြင့် UN agencies ဒီကနေတစင်ပဲဒါလှုပ်ဆောင်နေတယ်ဆိုတော့ကျွန်တော်တို့အသေးစိတ်မသိရပါဘူးဟုတ်ကဲ့ဆရာအခုတော့အခုအတိကကြည့်တာတော့ဆရာတို့ KBC ပဲပေါ့နော်ဆရာနော် KBC နောက်ဒီက KAO ကလည်းဖွဲ့စည်းထားတဲ့ဒါ refugees ဒီကိုကြည့်ရှုဟုတ်ကဲ့ဆောင်မတဲ့ဒီအဖွဲ့ဖွဲ့ထားတဲ့ကျွန်တော်တို့ဟုတ်ကဲ့တောင်းကနေရှိတယ်ဟုတ်ကဲ့နော်ဆရာကဘာမှရှိတဲ့ကချင်မျိုးဆရာဗာများပြောချင်လားဆရာကချင်လိုလေးပြောပြပါလားဆရာဟုတ်ကဲ့ja jong dan shude du ngai punau ni pe sun mi yu go andia sinyam go ya sta shimnga lai ma wa sai ready mong andia sinyam go thu mai nai mutut na ande bin khum kranga majan mong ting yang no rai nga ma jo nandia qp mi du mai lam rumadi shdo lam go ting yang no skut mo na sun mi yore ande yong kai sangwe kam shamlet ande jom glo jang ne sinyam ko na ko ande lo luna re i ngai mong dai ku kam sam na nan de mong dai ku kam sam nam sisam da re lo ဟုတ်ကဲ့ဆရာအမှုတော်ဆောင်အနေနဲ့ဆရာဖះရဲ့လက်တော်တစ်ခုလောက်နည်းနည်းဒုက္ခတွေပေါ်မှာရှိတဲ့အရာပေါ့နော်ဖះနာမွေးလက္ခဏာပြုတဲ့ဟာလေးတစ်ချက်လောက်ပြောပြပါလားဆရာဒီတခါကျွန်တော်ကြားနေရတာကျွန်တော်ဟိုရှေ့တမ်းမရောက်ပဲမလို့ဖះရဲ့အိုးပွဲရလေးရာတွေကတော့အင်မတန်မှပဲထူးခြားပါတယ်ဟုတ်ကဲ့အခုကရန်သူကအချင်းချင်းပြန်တိုက်ခိုက်ပြီးမှသေဆုံးတယ်ဆိုတဲ့ဟာဒီဟုတ်ကဲ့ဒါဒီကျွန်တော်တို့ကြားနာရတဲ့အခါမှာဟို
တမဟောင်းခစ်ကလူအဲ့လိုဖြစ်နေတယ် ဟုတ်ကဲ့ အဲ့ဒါကြောင့်ကျွန်တော်တို့ဒီကိုKIA ကိုလာတိုက်မယ်ဆိုမှသူတို့အချင်းချင်းပဲတိုက်ပြီးမှဒါတေဆုံးတဲ့အရာတွေ ဟုတ်ကဲ့ နောက်ဟိုဖကမှာဖြစ်တဲ့အရာတွေဆိုလို့ရှိရင်အော်ဘွယ်ရာဖြစ်တယ် ဟုတ်ကဲ့ဖကမှာပါဖြစ်လဲဆရာ ဖကမှာကကျွန်တော်တို့ဒီဂူတောင်မှာကသူတို့ရှိတယ်အဲ့ဒီမှာသူတို့မိုင်းတွေပါတယ်ရှိတယ်စစ်သားတွေလည်းရှိတယ် ဟုတ်ကဲ့ သူတို့ပြစ်လိုက်တဲ့အမြောက်တွေနဲ့လူတွေအများကြီးတေဆုံးတာတွေကြားတော့ဒါကလူလုံးလို့မရတဲ့အရာတွေပေါ့ဖျားလေးရ ဟုတ်ကဲ့ ဒါမြင်တွေ့ရတဲ့ဟာ ဟုတ်ကဲ့ ပဲလို့ဒါကျွန်တော်ခံစားခဲ့တာ ဟုတ်ကဲ့တခြားဟာတွေတော့ဆရာကြားတာရှိလားဆရာဘုရားခင်လက်ရတယ် တခြားဟာတော့များတယ်ဒါပေမဲ့ဒါအသေးစိတ်တော့ကျွန်တော်မပြောနိုင်ဘူး ဟုတ်ကဲ့ဆရာဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ဆရာနော် ဟုတ်ကဲ့ ဘုရားကောင်းချီးပေးပါစေနော် ဟုတ်ကဲ့ ဟုတ်ကဲ့